နေရလေအဲ့ဒါဆိုရင်မောင်လေးအနေနဲ့ရောဒီထိုင်းနိုင်ငံမှာအလုပ်ရဖို့အတွက်ကိုကဘယ်လိုမျိုးရှောက်ခဲ့လဲဘယ်လိုမျိုး network တွေပေါ့နော်အဲ့ဒီကနေတစ်ဆင့်ကိုကတိခဲ့ရရှိလဲပေါ့နော်အလုပ်ကိုင်ခွင့်လန်းတွေကိုလေဟုတ်အဲ့ဒီတစ်ချက်ဖြည့်ပေးလို့ရမလားဟုတ်ကဲ့ပါဆိုတော့ကျွန်တော်ဒီမိကုန်းကိုဖြေရမယ်ဆိုတော့ကျွန်တော်ပထမဆုံးမိကုန်းကိုဖြေခဲ့တဲ့ဒီအဆက်ကနေပြသွားလိုက်မယ်ပေါ့နော်ကျွန်တော်ပထမဆုံးကျွန်တော်အီတလီဆိုင်မှာအလုပ်လုပ်ခဲ့တယ်ဆိုတော့ဒီအီတလီဆိုင်မှာကျွန်တော်အလုပ်ဘယ်လိုရခဲ့လဲလို့မြင်လိုက်လို့ရှိရင်တော့ပြန်ပေးရမယ်ဆိုရင်တော့ကျွန်တော်ရဲ့ဒီအတိမိတ်ဆွေရတစ်စိဒီလိုချိန်ပေးလို့ရတာပေါ့နော်ဆိုတော့ကြောင့်မလို့ထိုင်းနိုင်ငံမှာအလုပ်ရချင်လို့ရှိရင်ကိုယ့်ရဲ့အတိမိတ်ဆွေကောင်းရှိဖို့ကလည်းပထမဆုံးအချက်အရေးကြီးတယ်နောက်တစ်ချက်ကတော့ကိုယ့်ရဲ့ skill ပိုင်းဆိုင်ရာပေါ့နော်ကိုယ်မှာဒီစားသောက်ဆိုင်နဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ်ဒီအခြားသောဒီလုပ်ငန်းပိုင်းဆိုင်ရာပတ်သက်ပြီးတော့ဒီအတွေ့အကြုံမရှိတောင်မှပေါ့နော်ကိုယ်မှာဘာသာစကားဒီအနည်းဆုံးတက်ကမယ်ဥပမာဆိုရင်ထိုင်းမရလို့ရှိရင်တောင်မှ English မရလို့ရှိရင် Korean Japan ဆိုတော့အဲ့လိုမျိုးဘာသာစကားကိုယ်အနေနဲ့ကျွမ်းကျင်တစ်ခုကိုတစ်မြောက်ထားရမယ်နောက်တစ်ခုကကြတော့အဲ့ဒါတွေရဲ့နောက်မှာတော့ဒီကိုကဒီစားသောက်ဆိုင်လုပ်ငန်းကိုရှောက်မယ်ဆိုရင်တော့စားသောက်ဆိုင်နဲ့ပတ်သက်တဲ့ဒီအတွေ့အကြုံစားပွဲပိုင်းဆိုလဲစားပွဲနဲ့ပတ်သက်တဲ့အတွေ့အကြုံဥပမာဆိုရင်မျိုးချောင်နဲ့ပတ်သက်တာဆိုလဲကိုယ့်ရဲ့ဒီဟင်းချက်နားနဲ့ပတ်သက်ပြီးအတွေ့အကြုံပေါ့နော်ဆိုတော့အဲ့လိုမျိုးအတွေ့အကြုံရှိလို့ရှိရင်အဆင်ပြေပါတယ်အဓိကကတော့ကျွန်တော်တို့ဒီထိုင်းနိုင်ငံမှာအရေးကြီးဆုံးကတော့ဒီ network ပေါ့နော်ကိုယ့်ရဲ့ဒီအခြေဆက်ကိုယ့်ရဲ့ base တွေဒါတွေရှိဖို့ကတော့အတူအရေးကြီးပါတယ်ဒါကတော့ကျွန်တော်ရဲ့ပထမဆုံးဒီလုပ်ခဲ့တဲ့အလုပ်ရဲ့အတွေ့အကြုံပေါ့နော်အခုကျွန်တော်ကတော့ဒီထိုင်းနိုင်ငံနောက်တစ်နေရာဘန်ကောက်ရဲ့နောက်တစ်နေရာမှာပေါ့နော်ကျွန်တော်အလုပ်ကောင်းကြီးလုပ်နေပါတယ်ဆိုတော့ဒီအလုပ်ကိုကျွန်တော်ဘယ်လိုပြခဲ့ရလဲဆိုရင်လို့ရှိရင်တော့ကျွန်တော်အရင်ဆိုင်မှာတော့ကျွန်တော် international schools တွေပြီးလို့ရှိရင် supermarket တွေမှာဆိုရင်ကျွန်တော်သွားပြီးတော့ဒီဈေးရောက်ရတယ်ပေါ့နော်ကျွန်တော်တယောက်တည်းသွားပြီးတော့ကျွန်တော်ကိုဈေးရောက်ခွင့်ပေးတယ်တစ်ထည့်ရနေပြီးတော့အဲ့ကနေပြီးတော့ကျွန်တော်အဲ့ဆိုင်မှာကျွန်တော်လုံးဝဒီအဆင်မပြေဘူးmentally or physically ရောလုံးဝဘယ်လိုပြောမလဲအဖက်ဖက်ကနေပြီးတော့တော်တော်အဆင်မပြေဖြစ်ခဲ့တာပေါ့နော်ဆိုတော့အဲ့မှာဒီတိုင်းကတော့အဲ့ဘေးနားမှာကျွန်တော်တို့ဒီစားဆိုင်တွေအများကြီးရှိရဒီဒီ market store လေးလို့ပြောမလားဈေးဆိုင်သေးသေးလေးတွေပေါ့နော်အဲ့မှာရောင်းရတော့ဖြစ်ချင်တော့ကျွန်တော်ကန်ကောင်းတာလည်းပါမယ်ပေါ့နော်အဲ့ဘေးနားအနီးကကျွန်တော်ကြည့်ပြီးတော့သားလေးဒီအစင်မပြေဘူးလားမျက်နှာလည်းတအားပိတ်လာတယ်ပေါ့အဲ့ပွဲမှာဈေးရတာနှစ်ပတ်ရောင်းရတာဆိုတော့ဘေးနားကအနီးတွေအကိုတွေအမတွေနဲ့လုံးဝပြီးသားဖြစ်သွားတာပေါ့နော်ကျွန်တော်အဲ့အီတလီဆိုင်မှာရောင်းရတာကဒီပီဇာရောင်းရတယ်ပြီးလို့ရှိရင်ဂျလတ်တိုဒီ ice cream ပေါ့နော်အဲ့อืมလိုမျိုးလုပ်ပြီးရောင်းရတယ်ရောင်းရတယ်ဆိုတော့အဲ့ပြောရမယ်ဆိုရင်မနေ့9နာရီကနေသွားတယ်ည10နာရီလောက်ကပြန်ရတယ်ဒါပေမဲ့စနေ10နာရီမှပြန်လို့ရှိရင်အိမ်တည်းမပြန်ရသေးဘူးလုံးပါဝင်ပြီးတော့လုပ်ရတယ်ဆိုတော့အဲ့ဒါမှကျွန်တော်ရဲ့ဒီနေ့ဝင်ငွေကဘတ်400ပဲရတယ်ပေါ့နော်ဆိုတော့อืมအဲ့ဒါနဲ့ကျွန်တော်မဖြစ်တော့ဘူးကဒီအလုပ်ကိုရအောင်ဖတ်မှရမယ်နောက်အလုပ်တစ်ခုကိုရအောင်ခြာမဖြစ်မယ်ဆိုပြီးတော့တွေးလိုက်တဲ့အချိန်မှာအဲ့ချိန်မှာဖြစ်ရှင်တော့အလုပ်တရားတဲ့အလုပ်ကံကလုံးဝထိုင်းနိုင်ငံမှာပြည့်နေပြီမရတော့ဘူးစားတဲ့အချိန်မှာကိုယ်ဆိုင်ဆိုလည်းပြည့်နေပြီဒီဆိုင်လည်းပြည့်နေပြီအဲ့ဒါနဲ့ okay ငါတော့စူးစမ်းကြည့်ရမယ်ဆိုပြီးတော့ဘေးနားအတော်ကြီးကိုတောက်ကြည့်ရအနီတို့အတီးတွေပါဗျာဒီစားဆိုင်နဲ့ပတ်သက်ပြီးတော့ဒီပေါ့နော်ဟောဘယ်လိုပြောရမလို့အပ်တဲ့ဒီစားဆိုင်တွေများရှိလားရှိလို့ရှိရင်ကျွန်တော်ကိုပြောပေးပါအောင်ကျွန်တော်ရဲ့ CP ရှိရကျွန်တော်ရဲ့ skills တွေကတော့ဒါလုပ်တတ်ပါတယ်ဒါလုပ်တတ်ပါတယ်ဆိုပြီးတော့ကျွန်တော်နဲ့တွားပြီးတော့သူတို့ကိုတွားပြီးတော့ဒီရှင်းပြပြောပြရတာပေါ့နော်အဲ့ဒါနဲ့အဲ့အနီကနေပြီးတော့ကျွန်တော်ဘိုးပတ်2000ပြည့်ပါတဲ့အနေနဲ့ဘာရှာကြည့်ပေါ့နော်ဒီတောက်လို့တို့ပြီးလို့ရှိရင်စီလုံးတို့ကမှသွားရှာကြည့်တဲ့အဲ့မှာဘယ်လိုပြောမြန်မာတွေလည်းများတယ်ပြီးလို့ရှိရင်အဲ့မှာလည်းဘယ်လိုပြော tourism ကပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဆိုတော့အကြောင်းလို့အဲ့ဘက်ကဆိုတော့ဆိုင်ဒီမှာဆိုရင်ပို့ပြီးတော့ဒီလောက်ကင်ခွင်လည်းကပိုကောင်းလိမ့်မယ်ပေါ့နော်အဲ့ဒါနဲ့ okay သွားရှာကြည့်မယ်ဆိုပြီးတော့အာအဲ့ဒီဘက်အလုပ်လည်းထွက်ပြီးတော့သွားရိုင်းနေလိုက်တာနေလိုက်ပြီးတော့အဲ့ဒါနဲ့နေလိုက်ဆိုတော့ကန်ကောင်းချင်တော့အဲ့အတော်ကြီးတယောက်အဲ့ထက်အတော်ကြီးတယောက်ပဲရှာပြီးသူတငယ်ချင်းကပြောသူတငယ်ချင်းကခုလုံးနေတဲ့ဆိုင်ရဲ့ဒီနည်းနည်းကြီးတယ်ပေါ့နော်ရုံထဲမှာอืနည်းနည်းมကြီးရဲ့ဒီလိုဖြစ်တော့အဲ့အမရကျွန်တော်ဖုန်းခေါ်တယ်မရိတ်တဲ့မင်္ဂလာပါပေါ့နော်လုံးလုံးနေရလားတတိယတော့ပြောပြကြည့်မယ်ဒါပေမဲ့အင်တာဗျူးဖြေရမယ်ပေါ့နော်သူ့အနေဟုတ်နဲ့ဒီ ခေါ်ရမတင်ကြဘူး100%ဒီအာမခံချက်မပေးနိုင်ဘူးဒါပေမဲ့ကျွန်တော်သွားပြီးတော့အင်တာဗျူးဖြေကြည့်တယ်ဖြေကြည့်ပြီးတော့ pass ဖြစ်သွားတယ်ပေါ့နော်อืဖြစ်သွားပြီးတော့มကျွန်တော်အခုလက်ရှိလာစာဒီအချင်းအဆင်ပြေတယ်ပေါ့ဒီမှာ survive လုပ်ဖို့ပြောရမယ်ဆိုရင်ကိုကကိုယ်လေးအတီးနိုင်တယ်လာစာတစ်ခု next level တစ်ခုနဲ့အတီးနိုင်တဲ့အခြေအနေတစ်ခုဖြစ်တာပေါ့တောက်ပြောချင်တာကကိုကဘယ်နိုင်ငံမှာပဲသွားလို့ထိုင်းနိုင်ငံမှာနေမဟုတ်ဘူးကိုယ့်အတွက်အခြေဆက်ကောင်းကိုယ့်အတွက်မိတ်ဆွေကောင်းနောက်တစ်ခုက language နဲ့ skills တွေဒါတွေကိုကိုယ့်အနေနဲ့ဖြေထားဖို့လိုပါတယ်ဟုတ်ကဲ့ပါအဲ့ဒါဆိုအမတို့ချုပ်ပြီးပြောမယ်ဆိုရင်ကို့မှာ network တစ်ခုရှိရမယ်ကိုယ်လူတွေနဲ့ relationship ကလည်းကိုယ့်အတွက်အရေးကြီးရပေါ့နော်ဆိုတော့ relationship လေးရှိရမယ် skill လေးရှိရမယ်နောက်က language skill ပေါ့နော်အမတို့ time မှာကျတော့သူတို့က language time ဘာသာစကားရတယ်ဆိုတော့အမတို့အလုပ်ကိုင်ခွင့်လည်းပို့ပြီးရနိုင်ခြင်းများပါပေါ့နော်အဲ့ဒါဆိုရင်မောင်လေးအနေနဲ့ရောအခြားသော
ဥမာအချို့ကလေးဆိုရင်အဲ့လိုမျိုး network ကောင်းနေမိတ်ဆွေကောင်းနေထိုင်းမှာရောက်နေပြီးတာမိတ်ဆွေရှိဖို့ကခက်မှာပဲလीနော်အဲ့ဒါဆိုရင်ရောသူတို့ကိုဘယ်လိုမျိုး website တွေပြီးတော့ဘယ်လိုမျိုး platform တွေစီကနေတစ်ဆင့်ရှာဖို့အကြံပေးခြင်းလဲပေါ့ဗာလေးတွေကိုလည်းတတိထားရမလဲပေါ့နော်အဲ့လိုမျိုးရှာနေတဲ့အချိန်မှာလေအာဟုတ်ကဲ့ကျွန်တော်အနေနဲ့ပေါ့နော်ဒီအယူသားဆုံးပြောရမယ်ဆိုတော့ကျွန်တော်ဒီ website တွေဒီအလုပ်ရှာဖို့အတွက်အဓိကတော့မသုံးဘူးကိုယ့်အနေနဲ့ဒီအလုပ်ရှာမယ်ဆိုရင် in person သွားပြီးတော့လျှောက်တာအကောင်းဆုံးပဲ website တွေကကျတော့ဥပမာဆိုရင်ကျွန်တော်အလုပ်ရှာတာမဟုတ်ဘူးပေါ့နော်ဒီတိုင်းအိမ်ခံယူရှာတာဥပမာတချို့ website တွေ application တွေဆိုရင်သူတို့ကဘယ်လိုလဲဆိုတော့ဟိုအိမ်ခံတစ်ခုတောင်မှသူတို့အိမ်ခံကသူတို့ရဲ့ website မှာတင်ထားလူမရှိသေးဘူးဒါပေမဲ့သူတို့ရဲ့အဓိကဒီမှာじゃလူရသွားပြီပေါ့နော်သူတို့ website မှာမဖြတ်ရသေးဒီအိမ်ခံပြီးရတာอืဆိုတော့มအဲ့လိုမျိုးအခြေအနေရှိတဲ့ကြောင့်မလို့ကိုကဘာပဲလုပ်လို့ကိုဘယ်လိုပြောရမလဲဒီကိုယ်တိုင်သွားရှောက်ကိုယ်တိုင်ပြောကြည့်ကိုယ်တိုင်လုပ်ကြည့်ပြီးတော့ကိုယ့်ရဲ့စိတ်ဓာတ်ကိုလည်းပေါ့နော်T50ပြင်ဆင်ထားတယ်လို့မြင်တယ်ဘာလို့လဲဆိုတော့ okay ငါဒီအောင်ယုံကြည်ချက်တရားကုန်နဲ့ငါရမယ်ဆိုတဲ့စိတ်နဲ့သွားလျှောက်ပြီးတော့မှကိုရောက်လို့ရှိရင်အာ I'm sorry ဒီလားနောက်ရဲ့လူလိုမှထပ်ခေါ်ပါမယ်อืတို့မင်းရဲ့ ม skills တွေကတကောင်းပေမဲ့ဒီမှာဟို scholarship လျှောက်တယ်လို့ပေါ့နော်ဘာလဲဆိုဒီမှာတော့อืလျှောက်တဲ့သူတွေတมအားများတာအကြောင်းမလို့ဒီမှာစိတ်မကောင်းစွာနဲ့ဟုတ်ကဲ့ဒီခါတော့ရွေးချက်မလိုက်ပါဘူးလို့အဲ့လိုမျိုးစကားတွေကပြောမယ်ဆိုရင်ကျွန်တော် try ဝယ်လွယ်တည်ရပါတော့ဆိုတော့တူးသားပြီးတော့ဒီလျှောက်ကြည့်ဒါပေမဲ့50-50စိတ်ပဲထားပေါ့နော်ဒါပေမဲ့ကျွန်တော်အခုလောလောဆယ်ကြားတာကတော့ဒီလိုမျိုးဒီတအားပင်ပန်းတဲ့ဒီစက်ရုံတွေအချိန်နှစ်ပိုင်းခွဲစိရတာ shift လုပ်ရတဲ့စက်ရုံတွေမှာတော့ဒီရဆိုပြီးတော့သတင်းတွေကြားတယ်ပေါ့နော်ဒါပေမဲ့ကိုကပညာတစ်ခုတက်ထားတယ်ကိုအနေနဲ့ဒီAACC နဲ့ဒါခန္ဓာကိုယ်ဒါမပင်ပန်းစေချင်ဘူးဆိုမပင်ပန်းချင်ဘူးဆိုရင်တော့ဒီမျိုးတောဆိုင်လုပ်ငန်းတွေလျှောက်တာတော့ပို့ပြီးတော့ကျွန်တော်အနေနဲ့တော့ပို့ပြီး recommend တွေอืပေါ့နော်စက်ရုံတွေကม ကြတော့ဒီနဲ့စားနယ်ပယ်တစ်ခုကိုပြောင်းသွားတာဖြစ်တယ်ပြီးလို့ရှိရင်ပြောမယ်ဆိုနယ်ပယ်ကနည်းနည်းလေးစင်မပြီးလို့ကျွန်တော်တို့စက်ရုံမှာတော့မလုပ်ဘူးလို့ပေါ့ကိုဆုံးဖြတ်ထားတယ်ပေါ့နော်ဟုတ်ကဲ့ပါအဲ့ဒါဆိုရင်ဒီ Molly နေနဲ့ဆိုရင်ပြောဒီမှာဆိုရင်relationship ကောင်းနေလို့ရှိရင် skill ပေါ့နော် Molly ပြောတဲ့ skill တွေမှာဆိုရင် Molly အနေနဲ့ဒီစက်ဆိုင်လုပ်ငန်းမှာလုပ်ဖို့အတွက်ကိုက certificate တွေပါရှိရလားဒါမှမဟုတ်ဆိုကိုယ့်ရဲ့ကျွမ်းကျင်တဲ့ skill တွေပဲသူတို့ကိုဘယ်လိုမျိုးပြပေးရလဲပေါ့နော်ဟုတ်ကဲ့ဆိုတော့ဒီကကျွန်တော်ဒါလေးစိတ်ဝင်စားတဲ့မျိုးတစ်ခုပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ certificate ကကြတော့ဘယ်လိုပြလဲဆိုတော့ဒီတိုင်းကိုကဒီတင်တန်းကိုပြီးမြောက်ကြောင်းဆိုတဲ့ဒီလက်မှတ်တစ်ခုပဲပေါ့နော်ဒီอืတင်တန်းมပြီးမြောက်ပေမဲ့ဒီလူတစ်ယောက်မှာ skills ကလိုပြအောင် skills ဆိုတာကဒီလောက်ကိုကဘယ်လောက်ထိဒီလုံနိုင်လဲဘယ်လောက်ထိကျွမ်းကျင်စွာပိုင်တယ်စွာပြသနိုင်လဲဆိုတဲ့ skill တစ်ခုဖြစ်တာပေါ့နော်ဥပမာဆိုရင်ကျွန်တော်ကဒီ service ပိုင်းမှာလုပ်တာပဲဖြစ်တယ်ဆိုတော့ service ပိုင်းမှာကအဓိကက language နဲ့ဒီကိုယ့်ရဲ့ customer တွေကိုယ့်ရဲ့ client တွေကိုတွားပြီး communicate လုပ်ရတာဖြစ်တယ်อืมဆိုတော့ကျွန်တော်က interview ဖြေတဲ့အချိန်မှာတော့တထေးကိုပေါ့နော် interview ဖြေတယ်ကိုယ့်ရဲ့ language ကဘယ်လောက်ထိပိုင်နိုင်ကြောင်းဆိုပြီးသူ့ကိုပြတယ်ဥပမာအပြင်ကျွန်တော် interview ဒီဖြေတဲ့ tips တွေနဲ့ပေးရမယ်ဆိုရင်interview မေးတဲ့သူကပြောမယ်နင်ထမင်းစားပြီးပြီလားလို့ပြောလို့ရှိရင်ထမင်းစားပြီးပါနဲ့မရဘူးကျွန်တော်ထမင်းစားပြီးပါပြီကျွန်တော်သူနဲ့စားခဲ့ပါတယ်ကျွန်တော်ကอืဘယ်လိုมဟင်းကိုဘယ်လို topping နဲ့ဘယ်လိုအအေးနဲ့တွက်ဖက်ပြီးစားသင့်ပါတယ်သူကစိတ်ဝင်စားလာအောင်ကိုယ့်အနေနဲ့လုပ်ပြီးတော့ကြံဖန်ပြီးတော့ပေါ့อืနော်အဲ့လိုကိုมယ့်ရဲ့ skills တွေကိုမြင်တာအောင်ကိုယ့်အနေနဲ့ show off လုပ်တာမှာဖြစ်တယ်အဲ့မှာတွေ့ကလည်းဒီဒါနဲ့စားခဲ့ရလားအဲ့ဒါဆိုဒီဆိုင်ကဘယ်လောက်ထိကောင်းလဲဘယ်လောက် star ရှိလဲတဲ့လားအဲ့လိုမိမှဖြစ်တယ်ပေါ့နော်ဆိုတော့ကိုကဒီလိုမျိုးပြောရမယ်ဆိုရင်ဟိုကအခုမလုပ်ခင်မှာ prepare လုပ်ပေါ့နော် interview อืဖြေခင်မှာလည်း ม interview နဲ့ပတ်သက်ပြီးဟိုကဘယ်လိုဖြေရလဲဆိုတာโอပတ်เคသက်ပြီးတော့တေချာလေ့လာထားပေါ့နော်ဥပမာဆိုရင်ကျွန်တော်တကယ်ချင်းတယောက် interview ဖြေတာလိုက်ဘူးလေသူကဂျပန်ဒီအစားအသောက်နဲ့ပတ်သက်ပြီးတော့တွားပြီးတော့လျှောက်တာဖြစ်တယ်ပေါ့နော်မျိုးကြောင့်တယ်မှာလျှောက်တော့သူ့ကိုအဲ့မှာဒီငါးကိုအသားလွှာခိုင်းတယ်တေချာကြည့်ရတော့ဘေးနာအသားလွှာချက်ချင်းလွှာခိုင်းတာအဲ့ဆိုရင်လည်း trial လုပ်ကြည့်မလားတဲ့ချက်ချင်းလွှာခိုင်းတော့လွှာခိုင်းတော့အသားပြကျွန်တော်ကလည်းမျိုးကြောင့်ပဲဟုတ်တော့မသိလားမဲ့သူအသားပြအဆင်မပြေဘူးလားမသိသူ့ကိုအလုပ်ဒီမရွေးချယ်လိုက်ပေါ့နော်ဆိုတော့ကွာ internet ဘိုင်းချောက်မယ်ဆိုလဲကွာ certificate တစ်ခုတည်းတွေမဟုတ်ဘူးကိုယ့်အနေနဲ့အခြားသော okay certificate တော့မှာ skill ဆိုတာ plus ဆိုတော့ဒီ skill อืကိုကိုယ့်အနေมနဲ့ကြာတင်တန်းပြီးသားလို့ရှိရင်လည်းကိုကဒီတင်တန်းမှာရခဲ့တဲ့ skills တွေကိုဘာမှပြန်ပြီးတော့လေ့ကျင့်လို့ရမယ်ဆိုတဲ့နေရာတစ်ခုမှာတွေးထားပါတော့ဆိုအဲ့ဒီနေရာမှာသွားပြီးတော့ကိုကဒီဟာကိုလှုပ်ရှားဖို့အတွက်လိုအပ်သည့်အထိရနိုင်တဲ့အထိလေ့ကျင့် practice လုပ်ထားအောင်နော်ဆိုတော့အားကြမှာလည်းကိုကသိချတဲ့အလုပ်ဖြစ်ပါတယ်ကဲပါမောင်လေးပြောတဲ့ certificate ထဲမှာမောင်လေးအနေနဲ့ဆိုရင်ရောဘယ်လိုမျိုး certificate မျိုးလဲအမ free ရတဲ့ certificate တွေလားဒါမှမဟုတ်လို့ရင်ကိုကဒီတင်တန်းကြီးတိုင်းတာတစ်ခုဒီပေးပြီးတော့မှတက်ခဲ့ရလားပေါ့နော်တင်တန်းနေကိုဆိုရင်ရော certificate အတွက်ဟုတ်ကဲ့ပါကျွန်တော်ပြခဲ့တဲ့ဥစ္စာကကျတော့ဒီ interview ကျွန်တော် free certificate တွေလည်းပါတယ်ပြီးလို့ရှိရင်လည်းသင်တန်းချေကိုယ့်ရဲ့
ဒီ site လုပ်ထားတယ်ပေါ့နော်ဥစ္စာတွေလည်းပါတယ်ဥပမာဆိုရင်ကျွန်တော်ပြခဲ့တာဆိုရင်ကျွန်တော်ရဲ့ language နဲ့ပတ်သက်ပြီးတော့ပဲရှိတယ်ကျွန်တော်ဒီ service ကိုဘယ်လောက်ထိပေးတယ်လဲဒီ hospitality and tourism management ဆိုတော့အဲ့လိုမျိုး certificate တွေတခုမှမရှိဘူးပေါ့နော်ကျွန်อืတော်ရှိတာကม ကျွန်တော် English language ဘယ်လောက် level ထိပြီးထားလဲဘယ်လို exam ဖြေခဲ့လဲပြီးလို့ရှိအဲ့ရင်ကျွန်တော် Korean ဘယ်လောက်ထိပြောတတ်လဲအာဆိုတော့ဟို certificate တွေပဲရှိရပါတော့။ဟိုဆိုတတိယသမီးတယ်ကျွန်တော်ကိုရီးယားလိုဘယ်လိုပြောလဲကျွန်တော်အညောဆေးရောဘယ်လိုလိုပေါ့ကို intro တူလာပိတ်ဆက်တာပေါ့နော်တဲ့အာဆိုတော့အဲဆိုလဲကျွန်တော်နည်းနည်းလေးပေါ့နော်နားနေတယ်ဆိုတော့အဲ့လေအဲ့လိုမျိုးပုံစံမျိုးပြခဲ့တယ်ပေါ့နော်ဆိုတော့စာပေမှာက language ကတအားအရေးကြီးရဲ့အကိုက ရေးကြီးတယ် language ပြောနိုင်ပြီလေအာကိုယ့်တက်ကနေရာရနေပြီပေါ့နေရနော်ဆိုတော့စာပေနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ကြံပေးနိုင်တယ်ပေါ့ဟုတ်ကဲ့ပါအဲ့ဒါဆိုရင်မောင်လေးနည်းနည်းပြင်ဆင်ခဲ့တာကကျွန်တော် language အပိုင်းပေါ့နော် language ကိုမှကိုကထိုင်းလည်းပြင်တယ်ပြီးတော့ English လည်းပြင်တယ်ကိုရီးယားလည်းပြင်တယ်ပေါ့နော်ဟုတ်ကဲ့ပါမောင်လေးအဲ့ဆိုဒီနောက်အမတို့မေးချင်တာတွေကဒီလောက်ပဲပေါ့နော်ဆိုတော့မောင်လေးအနေနဲ့ထပ်ဖြည့်ပြီးတော့ပြောချင်တာမျိုးရှိလားအာဟုတ်ကဲ့ပါဆိုတော့အဓိကကတော့ကျွန်တော်ပြောချင်တဲ့အပိုင်းလေးရှိပါသေးတယ်ဆိုတော့ဖြည့်ဆက်ပြီးလို့ကြားလိုက်ပါမယ်ဆိုတော့အလုံးလုံးရင်းနဲ့ဒီရောက်တဲ့နေတဲ့လူငယ်တွေလည်းရှိမယ်တို့ကိုပဲတစ်ဆိုင်မမဲ့စူးစမ်းပြီးတော့မှကိုယ့်ရဲ့မိသားစုတွေကိုထောက်ပံ့နေတဲ့ဒီလူငယ်တွေလည်းရှိမယ်ပေါ့နော်ဘယ်လိုပဲစူးစမ်းနေပါစေကိုယ့်အနေနဲ့ကိုယ့်ရဲ့အိမ်မက်ကိုမမေ့ပါနဲ့ကိုယ့်နိုင်ငံကထွက်လာတဲ့အိမ်မက်ကိုမမေ့ပါနဲ့ကိုယ့်ရဲ့အိမ်မက်ကိုအမြဲတမ်းပြင်ပန်းနေတော့ညာလည်းပဲတနေ့ကိုနိုင်ဝတ်တနာရီအချိန်ပေးပြီးတော့ consistency ရှိစူးစမ်းသွားပါတော့เนาะဒါမှလည်းသင်ကြားလို့ရှိရင်ကိုယ့်ရဲ့အောင်မြင်ကိုယ့်ရဲ့အိမ်ဘက်ကိုအကောင့်ထဲပေါ်နိုင်မှာပဲဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ကကြတော့ကိုကcertificate ရှိတိုင်းကိုကအလုပ်လျှောက်အလုပ်ရမယ်လို့မျှော်လိုက်ပါနဲ့ကိုယ့်ရဲ့ certificate ရဲ့နောက်မှာကိုယ့်ရဲ့ skills တွေကိုကိုယ့်ရဲ့ဒီ seniors တွေကိုယ့်ရဲ့ supervisors တွေကိုယ့်ရဲ့ boss တွေကိုဘယ်လိုမျိုးချပြမလဲကိုယ် interview မေးရတဲ့သူတွေကိုဘယ်လိုပြနိုင်မလဲဆိုတော့ဒီ level တစ်ခုထိရအောင်ကိုယ့်အနေနဲ့စူးစမ်းထားပေါ့ပြောနော်တာထားပါဒါမှလည်းကိုကဘယ်နေရာဘယ်ကမရောက်ဒီဒါတွေကိုလုံနိုင်တယ်ဆိုတော့ပုံစံမျိုးထိပြန်နိုင်အောင်ဒီစူးစမ်းကြပါလို့ကျွန်တော်ဒီနေ့ပြောချင်ပါတယ်ကျွန်တော်လည်းစူးစမ်းနေတဲ့လူငယ်တယောက်လို့ဒီလောက်ပဲပြောတတ်တယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်ကုညီနေတာရှိလို့ရှိရင်ကျွန်တော်အများကြီးကုညီပါမယ်တော့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်အားလုံးဟုတ်တယ်ဒီအမတို့ထိုင်းကိုတော့လည်းအဲမောင်လေးချက်မြင်အောင်လာပြီးတော့ဗောနော်အမကြီးဟိုသွားမယ်ဒီသွားမယ်သူနဲ့ဟိုပတ်လိုက်နေတာဗောနော်ဆိုတော့သူကအရင်လေးကူညီတတ်တယ်အများကြီးလည်းစူးစမ်းနေတဲ့လူတစ်ယောက်ပေါ့နော်ဆိုတော့အမတို့ဒီအကယ်၍ကိုကအခြားသောအပိုင်းအနေနဲ့ပတ်သက်ပြီးတော့အမထိုင်းမှာလည်းသိချင်တဲ့တခုရှိရဆိုရင်မောင်လေးချက်မြင်အောင်စီကိုဆက်သွယ်ပြီးတော့စုံစမ်းလို့ရတယ်ဗောနော်သူလည်းတက်နိုင်တယ်များသူဖြည့်ပေးလိမ့်မယ်ဗောနော်သူရဲ့အားလက်တဲ့အချိန်နဲ့ကြိုက်တယ်ဆိုရင်ဟုတ်ကဲ့ပါအဲ့ဒါဆိုရင်အခုလိုမျိုးလာပြီးတော့အမတို့အချိန်ပြည့်တဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်အစီအစဉ်တွေမှာလည်းပြန်ပြီးတော့တွေ့ကြပါတယ်မောင်လေးဟုတ်ကဲ့ပါဟုတ်ကဲ့ပါအခုလိုဖိတ်ခေါ်ပေးတဲ့အတွက်လည်းကျောင်းဆရာ page ကိုရောမတ်မေကိုရောအများကြီးကျေးဇူးတင်ပါတယ်နောက်ထပ်ဒီမှာလေးဒီလိုမျိုးဒီ interview session တွေဒီလိုမျိုးprogram တွေရှိလို့ရှိရင်လည်းကျွန်တော်အများကြီးပါဝင်ပြီးတော့ဒီအဖြစ်ပေးခြင်းပါလို့ပြောရင်းနဲ့ပဲဒီလောက်နဲ့ပဲဆုံးသက်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါမောင်လေးလုံးမဲ့ project တွေကိုလည်းမျှော်လင့်နေပါတယ်ဟုတ်ကဲ့ပါအဲ့ဆိုရင်အမတို့ bye bye